trading ကိုအခုမှစလုပ်တဲ့သူတွေအတွက် best strategy ကို follow လုပ်ရမလဲဆိုတာကိုမသိကြဘူးဖြစ်နေလားသင်ရဲ့ရည်မှန်းချက်အချိန်နဲ့ risk ခံနိုင်ရရှိမှုပေါ်မူတည်ပြီးတော့မှန်ကန်တဲ့ strategy တွေကိုရွေးချယ်နိုင်ပါတယ် beginner တွေအတွက်အဆင်ပြေတဲ့ strategy ၃မျိုးကိုလေ့လာကြည့်ရအောင်နံပါတ်1အနေနဲ့ကတော့ scalping အမြတ်တွေကိုအမြန်ရယူခြင်း scalping ဟာတနေ့ကိုအချိန်များစွာအယောင်းဝယ်လုပ်ပြီးတော့ငွေဈေးနှုန်းအနည်းငယ်ပြောင်းလဲမှုကနေအမြတ်ရဖို့အတွက်ဖြစ်ပါတယ်အဲ့တော့အမြန်ဆုံး trade လုပ်ပြီးတော့အမြတ်တွေရယူနိုင်တယ်ပြီးသွားပြီဆိုရင်မြန်မြန်ဆန်ဆန်သုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်တော့လိုအပ်ပါတယ် active ဖြစ်တဲ့ trader တွေအတွက်တော့အကောင်းဆုံး strategy ပဲဖြစ်ပါတယ်အဲ့တော့သင်ကအမြန်လုပ်ရတာကိုကြိုက်နေတဲ့သူဆိုရင်တော့ scalping strategy ကသင်အတွက်ဖြစ်နိုင်ပါတယ်နံပါတ်2ချက် swing trading ကတော့ medium term strategy ပဲဖြစ်ပါတယ် swing trader တွေဟာ trade တစ်ခုကိုရက်အနည်းငယ်ဒါမှမဟုတ်တစ်ပတ်ကြာတဲ့အထိထားတတ်ပြီးတော့ဈေးနှုန်းပြောင်းလဲမှုကြီးကြီးမားမားကိုရည်မှန်းပြီးတော့ trade လုပ်ပါတယ်အားသာချက်တွေကတော့ scalping လုပ်တာထက်စိတ်ဖိစီးမှုပိုပြီးတော့နည်းပါမယ်ပြီးသွားရင်အချိန်အများကြီးမပေးနိုင်တဲ့သူတွေအတွက်ပို့ပြီးတော့သင့်တော်ပါတယ် fundamental နဲ့ technical analysis တွေကိုကောင်းကောင်းအသုံးချလို့ရမယ်တနေ့လုံး check တွေကိုစောင့်ကြည့်နေကြမလို့ပဲနဲ့ trade လုပ်ချင်သူတွေအတွက်အကောင်းဆုံး strategy ပဲဖြစ်ပါတယ်နံပါတ်3အချက်အနေနဲ့ကတော့ long term investing တနေ့လုံး trade လုပ်ချင်စိတ်မရှိဘူးဆိုရင်တော့ long term investing ကအကောင်းဆုံးပဲဖြစ်ပါတယ် passive investor တွေအတွက်တော့အကောင်းဆုံး strategy လည်းဖြစ်တယ်ပြီးသွားရင် risk နည်းပြီးတော့တည်ငြိမ်မှုလည်းရှိပါတယ်သူကတော့ stock တွေရွှေတွေနဲ့ long term assessment တွေအတွက်သင့်ရောပါတယ် long term trading ကအမြတ်အမြန်ရဖို့အတွက်နောက်တစ်ချိန်မှာချမ်းသာလာဖို့အတွက်ပဲဖြစ်ပါတယ် trader တိုင်းဟာတယောက်နဲ့တယောက်မတူညီတာမလို့ကိုယ်နဲ့သင့်တော်မဲ့ strategy ကိုရွေးချယ်ဖို့လိုပါတယ် long term investing ကိုအခုမှစတင်ပြီးတော့ invest လုပ်ချင်တဲ့သူတွေအတွက် solid edge မှာ101 consultation ကိုအခမဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်ခင်ဗျာ